Mega Collector ဒီကောင်ဘယ်လိုလူမျိုးတွေအတွက်လဲဆိုလို့ရှိရင် brand ကိုလည်းအမြင်ပါမယ် Mega Collector လည်းဖြစ်ရမယ် Epic Record လေးပါမှလည်းပြည့်စုံမှာပါဆိုတဲ့ညီကိုတွေအတွက် foundation ကတော့ပြည့်စုံသွားပြီနောက်ထပ်ပါမယ့် skin တွေကအခု Roger ရဲ့ new skin event skin အသစ်ပါမယ်အဓိကတော့ချောင်းကိုပေါ့ legend မှာဆိုလို့ရှိရင်အလူက legend ပါမယ်ဒီကောင်ရဲ့ထူးခြားချက်က Hayabusa Pro တွေအတွက်ကောင်းတာပဲ Hayabusa တစ်လေးလုံးရောကကာရှိရောပါမယ် AHB မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Yuzong ရဲ့ exhaust တွေပါမယ် Granger ဘက်မှာဆိုလို့ရှိရင်တော့ Megatron ရဲ့ဒီ Collector နှစ်ကောင်တိတိတောင်ပါမယ်တခြား experience ဆိုလို့ရှိရင်တော့ Leela နဲ့ Angela ပေါ့ဗျာပြောစရာဆိုလို့ရှိရင် mid lane တစ်ခုပဲကျန်တော့တယ် mid lane မှာတော့ဘာမှ trade တူတူကြည့်မနေနဲ့ mid lane hero မှန်သမျှ Lucky Box နဲ့ Epic ကပါတယ်လို့တော့မှတ်လိုက် Lucky Box တွေအကုန်လုံးက mid lane hero တွေမှာသွားပြီးစုမယ်အဲ့တော့ဒီကောင်ကပြောမယ်ဆိုလို့ရှိရင် All Hero Pro တွေအတွက်ကိုလုံးဝတင့်လျော်ပြီးတော့ချောင်းကိုပါနေတာဒီကောင်ရဲ့ signature ပေါ့ All Hero ပတ်စော်တယ်ပြင်းလာလို့ရှိရင်ချောင်းကိုလေးနဲ့ဆေးထိုးတယ်အိုးဘလောက်မိုက်လိုက်တဲ့အကောင်လေးလေပြီးလို့ရှိရင်လည်း Mega နဲ့ကျွန်တော်တို့ထဲထဲဝါကြီး enemy တွေကိုကြွားပြလို့ရပါသေးတယ်brother အနေနဲ့ဒီကောင်ဝယ်ပြီးတော့ game ကိုပဲ focus ပြီးဆော့မလားဒါမှမဟုတ် enemy တွေကိုယ်တငယ်ချင်းတွေကိုကြွားလို့ရမယ်ပြရုပ်တစ်ခုဖြစ်ကိုယ်နာမှာပဲထားမလားကြိုက်တယ်လို့အသုံးချလို့ရတဲ့အကောင်လေးပဲဖြစ် RC ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်တော့ brother တို့ရဲ့သုံးခဲ့တဲ့ငွေတပြားတစ်ချက်မှကိုဆုံးရှုံးစရာမရှိအောင်စီစဉ်ပေးထားတဲ့အတွက်ကြောင့် RC 100%စိတ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းတခါလေးပြောလိုပါတယ်အဲ့တော့ဝယ်ယူခြင်းတဲ့ညီကိုတွေအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399669366163ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ကျွန်တော်ရဲ့ TikTok chat box မှာလည်းလာရောက်စုံစမ်းမိမြန်ပြီးဝယ်ယူလို့ရပါတယ်ဟမ်အော်အဲ့တော့ဈေးလားဈေးကတော့4သိန်းပေါ်5သိန်းပတ်ကြလဲလောက်မှာညှိနှိုင်းပြီးတော့ရောင်းပေးမယ်ဗျ